ထိုင်ယူသွားတယ်အခုဒီနေ့လည်းကျမိုက်ရှိတယ်မကောင်းသေးဘူးဒီနေ့ကျွန်တော်ဖွဲ့စည်းနေတယ်ကျွန်တော်ညီတယ်ကျွန်တော်တို့ဥပထားတယ်ဟောနော်ပလေးအောင်သွားတယ်သွားပြီးတော့မှဒီနေ့အကြောင်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့ထပ်ပြီးမေးတယ်ဘာတော့တော့ပြန်သွားခဲ့မယ်တော့နေဆက်လက်ပြီးသွားပြီပေါ့ဒီခေါက်တော့မလိုက်ပြနိုင်တော့ကျမိုက်ရှိနေတော့ကျွန်တော်ဒီနေ့သွားခဲ့တယ်ဒီနေ့တမျိုးနေတော့ရနေတာဒီနေ့နေနော်အဲ့ဒါကိုဒီနေ့တစ်ခဲနေပြီးတော့မှအဲ့ဒီယူလိုက်တဲ့ပတ်စံ3သိန်း1000ကိုကိုက်ရှင်ဘာမှမပြီးပဲနဲ့သူတို့ယူလိုက်တဲ့ပတ်စံ3သိန်း1000ကိုဒီနေ့တစ်ထိပ် price ပတ်စံ3သိန်း1000ပြန်ပေးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မပြီးသေးဘူးဟုတ်တော့ကိုက်ရှင်ဖြစ်သူပတ်စံ3သိန်း1000ကိုသူကပိုင်ရတဲ့ယူရတယ်ဘာသဘောနဲ့ယူလာတယ်ခဲတော့သူပြစ်တယ်လေဟာအခုဒီပုံစံတော့trade နေတော့ဆက်သွားပြီးတဲ့အခါစကားကို ไม่รับสาย ပြောကြဆိုပြောတယ်เตรียมกันဒါပေမဲ့ဒီနေ့ပတ်စံ3သိန်း1000ပြန်ပေးခဲ့တယ်ပထမဆုံးခေါင်းမှာတော့တတိယပုံစံတော့ပုံစံရခဲ့တာရတယ်ကျွန်တော်ကပြောလို့ဆိုတော့ပတ်စပ်ပြရတယ်နော်ကျွန်တော်ကဆိုင်တော့ကျွန်တော်ကစက်ကူတော့ပတ်စပ်တောင်းပေးတယ်အခုအဲ့ပေးတဲ့ပတ်စပ်ကဒီ3000တောင်းတယ်ကျွန်တော်ကြားတဲ့အတိုင်းပဲနော်အဲကြောင့်မို့ဒီနေ့ကျွန်တော် plate ပြပေးတယ်ပြီးကျွန်တော် positive plate လည်းတည်ထားသေးတာဖြစ်တဲ့ကြောင့်မို့လို့ကို plate ကိုယ်တိုင်ပကံကိုပုံဆက်ပေးတယ်တပိစီပုံဆက်တယ်ပုံ join ပေးတယ်ဒီဖြစ်စဉ်ပြဿနာအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှ plate ကိုယ်တိုင်ဝင်ဆော်ပေးတယ်ဆော်ပေးလို့လည်းတပြေးနေတယ်ပတ်ဆက်3သိန်း1000ကြီးတက်ပြခဲ့ပြီးတယ်ဒီနေ့ပဲเนาะ3သိန်း1000ထဲမှာသူရင်တော့1000ပေးခဲ့တာရှိတဲ့တောင်းဆို1000တော့ပြန်ထုတ်လိုက်တယ်9000တော့ပေးခဲ့ပြီးတယ်ဒီနေ့ဝင်ခေါ်ရခဲ့တယ်ဒါဟုတ်တော့ခိုင်းတဲ့ကမှာဒီလိုပုံစံမျိုးတွေအများကြီးပဲเนาะကိုယ့်ရဲ့အလုပ်သားတစ်ယောက်ကမနေ့ကအလုပ်ချိန်ထဲမှာဖြစ်သွားတာအလုပ်ချိန်ကဖြစ်သွားလို့တနည်းမှာတော့ကောက်ပြီးပါရှိတယ်เนาะကိုယ်တိုင်ပတ်စံအိတ်ဆိုင်ရောကိုယ့်ရဲ့အလုပ်သားကိုဥဒပေးတဲ့ပြင်ကိုကန်လိုက်ရတဲ့ကြော်ကြီးပဲကိုယ့်ရဲ့လုပ်တဲ့ထည့်သွားဆက်နေ1000ပဲပေးတယ်နော်အဲ့ဒါဘာမှမကြောက်ရဘူးပလေးရှိမှတော့ပြောသွားတယ်ပြီးတော့ကျွန်တော်လည်းပုံလေးပြောတယ်အဲ့လိုပြောတယ်ဒါလည်းတော့ဘုအဆင်ပြေဘူးအကန်နဲ့ပြီးသွားတော့မဖြစ်တော့ဘူးကိုမလို့အခုတနေ့တော့ပေးတယ်တော်မကြီး